ကြတော့နိုင်ငံခြားသားဆိုတာနဲ့ကြားဖြန့်တွေကိုကြုံခဲ့ရတယ်ဟုတ်တယ်ကိုလည်းကြုံခဲ့ဘူးတယ် social media တော်တော်များများမှာအခုရပိုင်းဒီပုံလေးကိုတွေ့ကြလိမ့်မယ်ပေါ့နော်အဲ့ဒီထဲကကောင်လေးကအီတလီကဆရာဝန်လေးကောင်မလေးကမိထီလာသူပေါ့နော်သူတို့ချစ်သူတန်းကကြာပြီးတက်တော့မှာတော့တော်တော်လေးနာမည်ကြီးတယ်ပေါ့နော်ကိုလည်းတွေ့ဘူးတယ်သူတို့ချင်းဗီဒီယိုကောပြောနေရလေးတွေကိုကောင်မလေးကတင်နေပေါ့နော်တက်တော့မှာအဲ့ဒါနဲ့အခုကျတော့ကောင်လေးကမိသားဖာသားပြီးမိထီလာကိုလာပြီးတော့လက်ထက်ယူတယ်ပေါ့နော်ကောင်မလေးကိုအဲ့တော့လူတွေကဘာပြောကြလဲဆိုတော့သူကအချစ်စစ်တွေ့သွားတယ်ငါတို့လုံးဝများကြတော့နိုင်ငံခြားသားဆိုတာနဲ့ကြားဖြန့်တွေကိုကြုံခဲ့ရတယ်ဟုတ်တယ်ကိုလည်းကြုံခဲ့ဘူးတယ်ဒါပေမဲ့ကိုတိုင်းအဖြစ်ပြတ်တော့မဟုတ်ဘူးကိုဘေးကကိုပေါင်းနေတဲ့တငယ်ချင်းကြုံခဲ့ဘူးတယ်2018ခွန်းကျင်လောက်ကပဲကိုကဘွဲရပြီးခါသားဆိုတော့ပုဂ္ဂလိကအကြောင်းမှာခိုင်းဝင်လုပ်လိုက်တယ်ကိုထဲအရင်စီနီယာဖြစ်နေတဲ့အဲ့ဒီတယောက်ပေါ့နော်အဲ့ဒီကောင်မလေးနဲ့ကိုနဲ့ခင်းသွားတယ်အဲ့ဒီခင်းသွားတော့ကျတော့အကောင်မလေးကဘာပြောလဲဆိုတော့တရက်ဟာပေါ့နော်သူ့ကိုဒီနိုင်ငံခြားသားတယောက်ကတဲ့ friend လာအပ်တယ်လာအပ်ပြီးတော့ပေါ့သူတို့ချင်းစကားတွေပြောပြတယ်ပေါ့ပြောပြရင်းနဲ့ခင်မင်းသွားကြတယ်ပေါ့နော်အားရင်အားတယ်လို့သူတို့ကလည်းဒီလိုအင်္ဂလိပ်လိုပြောကြတာတယောက်နဲ့တယောက်ပြန်လာအင်္ဂလိပ်လိုခေါ်တွေလည်းပြောပြတယ်သူတို့လည်းသလားအဲ့သူပြောပုံရဆိုတော့ဗီဒီယိုကောလည်းပြောပြတယ်အဲ့ဒါပြီးတော့ကြတော့တနေ့ကြတော့တဲ့သူ့ကိုဆူတောင်းခိုင်းနေပေါ့နော်မနှက်ပြန်ကြရင်ပေါ့နော်သူဆမ်မွဲရှိလို့ဆိုလာပဲအဲ့လိုမျိုးလေးအဲ့ဒါလုံးစရာရှိလို့သူ့ကိုဆူတောင်းပေးပါပေါ့ဟိုတော့ကိုတငယ်ချင်းကလည်းရတယ်ပေါ့ဆူတောင်းပေးမယ်ပေါ့အဲ့လိုမျိုးအင်္ဂလိပ်လိုလေးပြောလိုက်တာပြောလိုက်တော့じゃနောက်တရက်ကြတော့တဲ့သူကလာပြောစကားလာပြောတယ်ပေါ့နော်သူအောင်သွားတယ်မင်းဆူတောင်းပေးလို့မို့လို့ငါဒီအခွင့်အရေးကိုရခဲ့တာအဲ့တော့မင်းကိုကျေးဇူးတင်လို့မင်းကိုကျေးဇူးတင်တဲ့အနေနဲ့ပေါ့နော်လက်ဆောင်ပေးခြင်းနဲ့အဲ့တော့ကြတော့ကိုတငယ်ချင်းလည်းမလို့ချင်ပါဘူးပေါ့မလို့ချင်ဘူးဆိုတော့မဟုတ်ဘူးခင်လွန်းပေါ့နော်မင်းရဲ့ဆူတောင်းပေးမှုတွေလည်းပါတယ်ပေါ့အဲ့ဒါကြောင့်မဆိုလို့ငါကမင်းကိုကျေးဇူးတင်တဲ့အနေနဲ့ပေးတာပါလက်ခံပါဆိုပြီးတော့ဘာတွေလဲဆိုတော့အဲ့ဒီမဲ့ရွှေကိုကတဆက်စာတော့ဒီလိုမျိုးလေနဂတ်ပါမယ်ဆွဲချိုးပါမယ်နောက်ပြတော့လက်ကောက်ပါမယ်လက်ကောက်ပါမယ်လက်စွပ်ပါမယ်အဲ့လိုမျိုးတစ်ဆက်ပေါ့နော်အဲ့လိုမျိုးတစ်ဆက်ကို9ဆက်လောက်ပါတယ်သူကပုံနေနဲ့နော်အဲ့ရွှေဆိုင်မှာထည့်ထားတဲ့ဆက်လိုက်ပုံနေအဲ့လိုပုံနေနဲ့ကို9ဆက်နောက်ပြီးကြတော့အဲ့လိုမျိုးပေါ့နော်ဖက်နှက်အပားတွေနောက်ပြီးကြတော့ဒေါင်းမြင့်ဖက်နှက်တွေအဲ့လိုဘုဖက်နှက်တောင်ပါတယ်နဲ့တူတယ်အဲ့ဒီတော့ကလေနော်အဲ့ဒါတွေရောနောက်ပြီးကြတော့သူ့ကိုရေမွေးတွေရောအိတ်တွေရောအဲ့လက်ကင်အိတ်တွေဆိုတော့လည်းတော်တော်ကိုလှတယ်အဲ့ပုံထဲမှာပေါ့နော်ကိုတို့ကိုလည်းသူပြရတယ်အဲ့ကောင်မလေးကအဲ့ဒါနဲ့အဲ့ဒီလိုတွေမျိုးရမှာပေါ့နော်အဲ့တော့ကြတော့သူလည်းဒါတွေအများကြီးပဲဒီလိုမျိုးခင်မင်းလို့ပေးတယ်ဆိုတော့သူလည်းအားနဲ့ကိုင်းပေးလိုက်ပေါ့မင်းမပေးချင်ပေးလိုက်ဆိုပြီးတော့အဲ့လိုမျိုးပေးခိုင်းလိုက်တာပေးခိုင်းလိုက်တော့ကြတော့သူကအတီနော်အတီလိမ့်စာတွေလည်းအကုန်တောင်းတယ်တောင်းပြီးတော့လေရင်ဘောကိုအဲ့လိုမျိုးကာကိုအပ်နေတဲ့ပုံလေးသူလေစိတ်ကိုပို့ရတော့ကာကိုအပ်တဲ့ဟာတွေရောလေရင်ပုံတွေကအစအကုန်လုံးကိုဗီဒီယိုတွေနဲ့ကိုရိုက်ပြတာဒီသူပို့လိုက်တဲ့ပစ္စည်းတွေရောနောက်ပြပတ်စံဗာထည့်ပေးလိုက်တယ်တဲ့3ဘိုးတဲ့ဒေါ်လာဘလောက်ပါလဲအဲ့တော့အဲ့လိုမျိုးထည့်ပေးလိုက်တယ်တဲ့